ကျွန်တော်ပြောမယ်ခေါင်းစဉ်လေးကတော့ဓမ္မနဲ့အတ္တမဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်နှစ်တုံညာနှစ်တင်တော့ပါမြန်မာပြည်မှာခေတ်စားနေတဲ့ခေတ်စားလာတဲ့ခေါင်းစဉ်လေးတစ်ခုပေါ့ဗျာဒီနေ့ဒီအချိန်ကိုရောက်လာတဲ့အချိန်မှာတော့ဘယ်သူတွေကဓမ္မလဲဘယ်သူတွေကအတ္တမအလုပ်တွေကိုလုပ်နေကြတာလဲဆိုတာပုံမှန်အုံနောက်ရှိတဲ့လူတွေအနေနဲ့စဉ်းစားလို့ရပါပြီတွေးကြည့်လို့ရပါပြီမြင်ကြည့်လို့ရပါပြီကျွန်တော်တို့တိုင်းပြည်မှာခေတ်ပေါင်းများစွာစနစ်ပေါင်းများစွာကိုဖြတ်သန်းခဲ့ကြရပါတယ်မဆလာခေတ်နာဝတခေတ်နာဘာခေတ်ဦးသိန်းစိန်ခေတ် NLD ခေတ်လက်ရှိနာဆာကခေတ်ပေါ့ခင်ဗျာခေတ်ပေါင်းများစွာဖြတ်တန်းခဲ့ကြရတဲ့ကာလတစ်လျှောက်အမုန်းတရားတွေကဘယ်အချိန်မှစပြီးတော့ပေါ်ပေါက်ခဲ့လဲဆိုတာ NLD ပါတီအာဏာမရခင်ဦးသိန်းစိန်အစိုးရခေတ်မှာတည်းကအမုန်းတရားတွေစပြီးပေါ်ပေါက်လာခဲ့ပါတယ်ဘယ်အဖွဲ့အစည်းပေါ်ကိုမုန်းခဲ့ကြတာလဲဘယ်အဖွဲ့အစည်းကိုမုန်းအောင်လုပ်ခဲ့ကြတာလဲဆိုရင်တိုင်းပြည်နဲ့လူမျိုးကိုအကာအကွယ်ပေးနေတဲ့တက်မလို့ဆိုတဲ့အဖွဲ့အစည်းကိုမျိုးဆက်တဲ့လူငယ်တွေစာမဖတ်ကြတဲ့လူတွေမုန်းလာအောင်မချစ်အောင်စနစ်တကျနဲ့ဖန်တီးခဲ့ကြပါတယ်နှစ်တုံညာနှစ်တဲ့အာနာထိမှုဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်မှာဓမ္မတွေအတ္တမတွေဆိုတဲ့ဩဟာရတအားခေတ်စားခဲ့ပါတယ်တရားတဲ့သူသာနိုင်ကြီးဆိုတဲ့စောင့်မှုလေးတောင်ပေါ်ခဲ့ပါလိမ့်လတွေကြာလာတယ်နှစ်တွေဖြစ်လာတယ်တစ်နှစ်ကနေနှစ်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 ကနေသုံးနှစ်ဖြစ်လာတဲ့အချိန်မှာဘယ်သူတွေရဲ့လုပ်ရက်ကဓမ္မဖြစ်နေတယ်ဘယ်သူတွေရဲ့လုပ်ရက်ကအတ္တမဖြစ်နေတယ်ဆိုတာကွဲကွဲပြားပြားမြင်လာကြရပါတမတော်ကိုမချစ်လို့ရပါတယ်တမတော်ကိုမုန်းလို့ရပါတယ်ဘိုးချုပ်မှုကြီးမင်းအောင်လှိုင်ကိုလည်းမုန်းခွင့်ရှိပါတယ်မုန်းလို့ရပါတယ်မုန်းတဲ့အကြောင်းလည်းပြောလို့ရပါတယ်ကျွန်တော်တို့တမတော်ကိုထောက်ခံတဲ့သူတွေကြားမှာတမတော်ချစ်သူတွေရဲ့ကြားမှာတမတော်ချစ်သူတွေရဲ့အနားမှာတမတော်မကောင်းကြောင်ပြောလို့ရပါတယ်တမတော်ကိုမုန်းတယ်ဆိုတဲ့အကြောင်းပြောလို့ရပါတယ်ကျွန်တော်တို့နားထောင်ပေးနေမှာပါဒါပေမဲ့ PDF တွေကြီးစိုးတဲ့နေရာ PDF အများအပြားရှိနေတဲ့နေရာမှာတက်မတော်ကိုချစ်ပါတယ်ဆိုတဲ့အကြောင်းတက်မတော်ကြီးကိုဝင်းရထောက်ခံပါတယ်ဆိုတဲ့အကြောင်းပြောလို့မရဘူး။တောင်းရသူတွေအကြမ်းဖက်တွေကြွေးကြော်နေကြတာကဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားလာစေဖို့လို့သူတို့တွေကကြွေးကြော်နေကြတယ်။သို့တော့လက်ရှိအခြေအနေအထိသူတို့တွေရဲ့လုပ်ရဟာဒီမိုကရေစီစံတလားမင်းမဲ့စေရစံတလားအကြမ်းဖက်လုပ်ရက်တွေလားဆိုတာခြေခြေမြင့်မြင့်လေ့လာခြင်းသိနိုင်ပါတယ်တမတော်ဆိုတာစီးနဲ့ကမ်းနဲ့ဥပဒေနဲ့စနစ်တကျဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကြီးတစ်ခုပါတမတော်ကိုမချစ်ဘူးပြောရုံတမတော်ကိုမကြိုက်ဘူးပြောရုံတမတော်ကိုမုန်းတယ်လို့ပြောရုံနဲ့တမတော်သားတွေအနေနဲ့ပြောတဲ့သူကိုခုတ်တစ်တက်ပြက်เสียအကြောင်းမရှိပါဘူးလုံးလို့လည်းမရပါဘူးသို့တော်ညာလေတမတော်ကိုချစ်ပါတယ်တမတော်ကိုထောက်ခံပါတယ်တမတော်သားဖြစ်ခဲ့ဘူးပါတယ်တမတော်သားတွေနဲ့ပတ်သက်ပါတယ်အစိုးရဝန်ထမ်းဖြစ်ပါတယ်ဆိုတဲ့တတ်မှတ်ချက်လေးနဲ့တင်တက်ခံနေရတယ်လူတွေတစားစီအခုတ်ခံလိုက်ရတဲ့လူတွေကြွေလွင့်သွားကြရတဲ့အသက်တွေအများကြီးရှိပါတယ်အဲ့ဒီလိုမျိုးလုပ်ရက်တွေကိုဘသူတွေကလုပ်နေတာလဲဆိုရင်ဓမ္မဘတ်တော်သားတွေပါဓမ္မဘတ်တော်သားတွေပါသူတို့ကိုသူတို့ကြွေးကြော်နေကြတယ်ဒီမိုကရေစီကိုလိုချင်လှပါတယ်ဆိုတဲ့ရဲရဲတောက်တွေဘက်ကပဲလုပ်နေကြတာပါအဲ့ဒီတော့ဓမ္မဟာဘယ်သူလဲအဓမ္မဟာဘယ်သူလဲ
ဘယ်သူတွေရဲ့လောက်ရဟာဓမ္မဆန်တယ်လေဘယ်သူတွေရဲ့လောက်ရဟာအတ္တမဆန်တယ်လေဆိုတာဒီအချိန်မှာအတော်များများလဲကိုယ်ပြပြသိလာကြပါအတ္တမဆန်တဲ့ဘက်မှာတွားရက်မိမယ်ဆိုရင်အတ္တမဆန်တဲ့ဘက်မှာရက်နေတဲ့လူတွေများမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ကြီးဟာနောက်ထပ်နှစ်ပေါင်းများစွာဆင်းရဲမှုဒဏ်ပြည်တွင်းစစ်ရဲ့ဒဏ်ကိုခံကြရအောင်ပါဒါကြောင့်မို့စဉ်းစားဉာဏ်ရှိတဲ့သူတွေအတွေးအခေါ်ရှိတဲ့သူတွေအနေနဲ့ဓမ္မဘတ်တော်သားတွေဖြစ်အောင်ဓမ္မဘက်မှာယက်တည်ပေးကြပါတက်မတော်အကြောင်းကိုတည်တည်ချာချာသိအောင်လေ့လာပြီးတက်မတော်ကြီးကိုချစ်ခင်ဝန်းရံထောက်ခံပေးကြပါကျွန်တော်အနေနဲ့လေးစားစွာတိုက်တွန်းအပ်ပါတယ်ခင်ဗျာဘာကြောင့်လဲဆိုတော့တိုင်းပြည်မှာဖြစ်နေတဲ့တည်တဲ့ကြည်တဲ့ထိခိုက်ဒဏ်ရာရတဲ့အဖြစ်တွေလျော်နေစေခြင်းလို့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်မေးလို့ဆိုပါ